MRTV4 နဲ့ Channel 7မှာပြသနေတဲ့ Forever BEC Tarot ရဲ့အစီအစဉ်တော့တတန် အစီအစဉ် MRTV4 သို့မဟုတ် Channel 7မှာပြသနေတဲ့ပြသခဲ့ဘူးတဲ့ Forever BEC Tarot ရဲ့အစီအစဉ်လေးယူရီးယားဇလန်တွေဘာသာမြန်မာနဲ့နာမည် ဇလန်တွေဇလန် Okay ဟုတ်ပြီ maybe MRTV4 နဲ့ Channel 7မှာပြသနေတဲ့ပြသခဲ့ဘူးတဲ့ Forever BEC Tarot ရဲ့အစီအစဉ်လေး The Voice မြန်မာ The Voice မြန်မာအဖြေက Yeah ထောက်ပံ့စာဘာလို့လဲကိုပါတော့ခင်ဗျာသူများပြေးပြမလားကိုပြေးမယ်နေရာယူပါဟုတ်ပြီကျွန်တော်တို့တော်တော်များများရုပ်ရှင်ကားကြည့်ရင်ဒရိုက်တာနာမည်လို့စံညုံတို့ပိတ်ပလိုက်တယ်လေအဲ့လိုပဲပေါ့ဒီ TV season မှာဆိုရင်လည်းအစီအစဉ်ပြီးပြီဆိုရင်နောက်ကစာတန်းထိုးတဲ့ဟာကိုပိတ်တာများတယ် line ပြောင်းတာများတယ်เนาะ Okay လာပြီ MRTV4 နဲ့ Channel 7เนาะဒီ Forever BEC Tarot ရဲ့အစီအစဉ်တွေဆိုရင် Ace Factor the Ace Factor Okay အဖြေကဟုတ်ပြီMRTV4 သို့မဟုတ် Channel 7ရဲ့ Forever BEC Tarot ရဲ့အစီအစဉ်များ Channel 7လည်း ပါအကုန်ပါ မိသားစုပြန်ပါ အကုန်လုံးဝေးနေကြမိသားစုပြိုင်ပွဲ Forever BEC Tarot ကလောက်တာပါအဖြေကတော်လိုက်တာရှင်းတော့ Thank you ပါစွန်းထင်းတွေအတွက်ဖူဂျီတမ်များဆက်ပြခရင်ရှော့ရှော့စေးစေးတန်ရှင်းရေးဘယ်နေရာအစွန်းဖြစ်ဖြစ်ဖူဂျီတမ်များတစ်မျိုးတည်းနဲ့လုံလောက်ပြီလေအနှိုင်းမဲ့ဖြူစင်ခြင်းရဲ့အဖြစ်ဖူဂျီအဝေးကြီးစဉ်းစားနေတယ်ဟုတ်ပြီ Captain လာပြီ MRTV4 သို့မဟုတ် Channel 7မှာထုံးလင်းပြသတယ်ပြီးတော့ထုံးလင်းပြသခဲ့ဘူးတဲ့ကြိုက်တာပေါ့နော်အဲ့တော့ Forever BEC Tarot အစီအစဉ်ဆိုရင် ခစ်တစ်ပြုံမယ်မမတို့ရေညမလေးတို့ခေတ္တပြုံမွေးလဲပေါက်တာပဲအဖြေကဟုတ်ပြီနော်โอเคဟုတ်ပြီဟိုဘက်ကြည့်နေတယ် MRTV4 သို့မဟုတ် Channel 7မှာပြတဲ့ Forever BEC Tarot အစီအစဉ်မြန်မာ Got Talent မြန်ဟုတ်ပြီ Got Talent မြန်နော်အဖြေက Got Talent မြန်မာ Yes မြန်မာ Got Talent ဟုတ်ပြီနော် Forever BEC Tarot ကလုံးဝ day jet program တွေကြီးပဲကျွန်တော်တို့နဲ့အတူတူပေါင်းရိုက်တာဖြစ်ပါတယ်ဟုတ်ပြီနော် Okay တရားဝင် license copyright ရယူပြီးမှရိုက်တာဖြစ်ပါတယ်နော် Okay maybe MRTV4 သို့မဟုတ် Channel 7မှာပြတဲ့ Forever BEC Tarot ရဲ့အစီအစဉ် The Miss Wall Miss Wall ဟုတ်ပြီနော်ဟုတ်ပြီ Miss Wall တွေ Miss Wall ပွဲလူကြီး Miss တွေကိုရွေးတာလည်းအဖြေက Miss Myanmar World ကျွန်တော် MC လုပ်သေးတယ်ဟုတ်တယ်နော် Okay ကျွန်တော် MC လုပ်သေးတယ်လို့ပြောရနော်လွယ်လွယ်လေးနော်ဟုတ်ပြီ MRTV4 သို့မဟုတ် Channel 7ရဲ့ Forever BEC Tarot အစီအစဉ်ဟိုပြီးသွားတဲ့ဟာလည်းပြောလို့ရတယ်အဲ့ဆိုရင်ဟာလေအိမ်မက်ဆိုရင် အိမ်မက်ဆုံးရ Wow အဖြေက